တဘိုရဲလာပြည့်နေ့ဟာမြမတနခါနေ့ဖြစ်ပါတယ်ဒီလိုမြမတနခါနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့မြမရိုးရာတနခါပွဲတော်နဲ့တနခါတရုပ်ဖော်တဲ့ပြိုင်ပွဲကိုရန်ကုန်မြို့အင်အားကန်ဘေးကစိန်လန်းဆိုပြီးပန်းချံမှာကျင်းပခဲ့ပြီးတော့အမျိုးသားအမျိုးသမီးလူရာပေါင်းများစွာပါဝင်ဆင်နွှဲခဲ့ကြပါတယ်အခုလိုဒီပြိုင်ပွဲကိုကျင်းပရတာဟာမြမယဉ်ကျေးမှုဖြစ်တဲ့တနခါကိုကမ္ဘာကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့အစည်းဖြစ်တဲ့ UNESCO ရဲ့ICH လို့ခေါ်တဲ့ Drama ယဉ်ကျေးမှုအမွေအနှစ်စည်းရဲမှာအမည်စည်းရဲပြန်တင်သွင်းဖို့အတွက်ရည်ရွယ်ချက်နဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။ဒီပြိုင်ပွဲဝင်ပြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ပြိုင်ပွဲဝင်သူတူဖြစ်တဲ့မတ်အိမ်ဂျူဂျူမြတ်ကတော့ကျွန်တော်ဝင်တဲ့ရည်ရွယ်ချက်ကတော့ပေါ့နော်ညီမတနခါအကြောင်းကို UNESCO တင်သွင်းနေတဲ့အကြောင်းကိုကဘာကိုချပြချင်တဲ့စိတ်သက်ဖြစ်ပါရဲ့ရှင်။အဲ့လိုရည်ရွယ်ချက်လေးနဲ့အရှင်များရခြင်းဖြစ်ပါရဲ့ရှင်။ဒီပြိုင်ပွဲကိုတော့မြန်မာနိုင်ငံအတွင်းကလူမှုအဖွဲ့အစည်း36ခုကအသက်9နှစ်ကနေအသက်80အရွယ်အထိလူကြီးလူငယ်အရွယ်ဆုံးရာနဲ့ချီပြီးတော့ပါဝင်ခဲ့ပြီးတော့ပြိုင်ပွဲဝင်တဲ့သူတွေကတနခါကိုသူတို့ရဲ့မျက်နှာပေါ်မှာပုံစံအမျိုးမျိုးနဲ့အလှပဆုံးလိမ့်ချပုံဖော်ခဲ့ကြပါတယ်ဒီလိုမျိုးအဝါရောင်တနခါနဲ့တနခါလိမ့်ထားတဲ့မျက်နှာတွေကိုမြန်မာနိုင်ငံနေရာအနှံ့မှာတွေ့ရလေရှိပြီးတော့တနခါလိမ့်တဲ့သူတွေဟာသူတို့ရဲ့ပါနှစ်ဖူးနှာခေါင်းစတာတွေပေါ်မှာအပြင်းလေပင်လက်နဲ့ခြေထောက်တွေမှာလည်းလိမ့်လေရှိတာဖြစ်ပါတယ်တနခါကိုအများအားဖြင့်တော့အမျိုးသမီးတွေနဲ့ကလေးငယ်တွေလိမ့်ကြတာများပြီးတော့တချို့အမျိုးသားတွေလည်းတစ်ခါတရံမှာလိမ့်လေရှိပါတယ်တချို့တွေကတော့မနေ့ရေချိုးပြီးတဲ့အချိန်နဲ့ညအိပ်ရာဝင်ကာနီးအချိန်တွေမှာတစ်နေ့ကိုတစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ်ခန့်လိမ့်လေရှိပါတယ်ဒီပညာနဲ့စက်မှုထွန်းကားတဲ့ဒီကနေ့ခေတ်မှာတော့နိုင်ငံတကာကခေတ်မီတိုးတက်တဲ့အလားကုန်ပစ္စည်းတွေထိုးဖောက်ဝင်ရောက်လာတာနဲ့အမျှအဲ့လိုအလားကုန်ပစ္စည်းတွေကိုအသုံးပြုလာတဲ့သူတွေများလာနေပေမဲ့လည်းမြန်မာနိုင်ငံသားအများပြားကတော့တနခါကခန္ဓာကိုယ်ကိုအေးမြပြီးတော့အသားရည်လဲစိုးပြေဝင်းဝပြီးနူးညံ့ချောမွေ့စေတယ်လို့ယုံကြည်တာကြောင့်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတစ်ခုအဖြစ်နဲ့ဆက်ပြီးတော့အသုံးပြုနေကြဆဲဖြစ်ပါတယ်ငငယ်လေးကလေးကနေလိမ့်ချက်ခဲ့တာပေါ့နော်ခုချိန်ဆိုရင်ဖိုးဖွားတွေကလည်းတစ်စစ်အဲ့လိုလိမ့်ပေးခဲ့တာပေါ့နော်အဓိကရည်ရွယ်ချက်ကတော့နေလောင်နှံကောက်ွယ်ပေးနိုင်တယ်ပြီးတော့မျက်နှာမှာရှိရဲ့ဘယ်လိုပြောမလဲဝက်ချန်တင်းတိတ်တွေကိုပျောက်စီတဲ့ရည်ရွယ်ချက်ပေါ့ရှင်အဲ့လိုမျိုးနဲ့လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကတနခါကိုမြမရိုးရအစင်လာအဖြစ်နဲ့ခေတ်လိုက်မျိုးဆက်တစ်ခုပြီးတစ်ခုလိမ့်ချလာခဲ့ပြီးတော့မြမရင်ချင်းမှုရဲ့ထင်ရှားတဲ့အမတ်တင်ဂီတာတစ်ခုလည်းဖြစ်လာခဲ့ပါတယ်တနခါနဲ့ပတ်သက်တဲ့တတိထောက်ထားတွေကိုတော့ကမ္ဘာကုလသမဂ္ဂရဲ့အမွေအနှစ်ဖြစ်တဲ့ပကံမျိုးက17ရာစုပကံခေတ်နိုင်ရဆေးရည်ပကြီးတွေမှာလည်းတွေ့မြင်နိုင်ပါတယ်ဒီပြိုင်ပွဲကိုစီစဉ်ကျင်းပသူတူဖြစ်တဲ့မြမရင်ချင်းမှုအမွေအနှစ်ထိန်းသိမ်းဆောင်ရှောက်ရေးအဖွဲ့ကဒေါ်ဆန္ဒခင်ကတော့ဒီပွဲကျင်းပပြခဲ့တာနဲ့ပတ်သက်ပြီးအခုလိုပြောပါရယ်လာပြည့်နေ့ကဒီနေ့ကဘာလဲဆိုရင်ဒဘိုရဲလာပြည့်နေ့ကဒဘိုရဲလာပြည့်နေ့ကမြန်မာတနခါနေ့လို့လည်းသတ်မှတ်ထားတာရယ်ပြီးတော့ကျမတို့ရဲ့မြန်မာတနခါလင်းချင်မှုလည်းပဲ UNESCO ရဲ့ကမ္ဘာအမွေအနှစ်ကိုဝင်ရောက်မှာဖြစ်တော့ကမ္ဘာနဲ့ပေါ့ကျမတို့ကတိုင်းရင်းသားတွေဒီလိုတနခါလိမ့်ချကြတယ်ဆိုတာကိုပြသဖို့တက်ကိုဒီလိုပေးချင်းစုံနေတနခါသဘင်ဆိုတဲ့တဲတော်လေးပေါ့နော်ဘလော့ကာကိုစီရုပ်ပေါ်တဲ့တိုင်ပွဲလေးကိုကျင်းပပေးတာပါတနခါပင်တွေဟာမြန်မာနိုင်ငံအလယ်ပိုင်းကဘူပြင်း6တွေ့တဲ့အညာဒေသတွေမှာပေါက်တာဖြစ်ပြီးတော့အဲ့ဒီကနေတနခါကိုထုတ်တာဖြစ်ပါတယ်အခုခါမှာတော့မြန်မာနိုင်ငံအလယ်ပိုင်းကအဲ့ဒီဒေသတွေမှာမြန်မာစစ်ကောင်စီတပ်တွေနဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတာပါတနခါကိုပြီးခဲ့တဲ့2020ခုနှစ်မတ်လတုန်းက UNESCO ရဲ့ယဉ်ကျေးမှုအမွေအနှစ်စည်းရင်းနဲ့ထည့်သွင်းဖို့အဆိုပြုခဲ့ပေမဲ့လည်းအဲ့ဒီအစီအစဉ်ကိုရွှေ့ဆိုင်းခဲ့ရပြီးအခုတစ်ခါထပ်မံတင်သွင်းလိုက်တာဖြစ်ပါတယ်လောလောဆယ်မှာတော့တနခါကိုအခု2025ခုနှစ်မတ်လအကုန်မှာ UNESCO ရဲ့ ICH Drama ကမ္ဘာအမွေအနှစ်အဖြစ်အဆိုပြုခံရတဲ့ထဲမှာပါဝင်လာအောင်မြန်မာစစ်ကောင်စီရဲ့သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကလှုပ်ဆောင်နေပါတယ်မြန်မာရိုးရာတနခါကို UNESCO ရဲ့ Drama ကမ္ဘာအမွေအနှစ်စီးရင်ထဲမှာထည့်သွင်းခံရမယ်ဆိုရင်တော့အလွန်ကိုဂုဏ်ယူမိမှာဖြစ်တယ်လို့ဒီပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်သူတူဖြစ်တဲ့မတ်တင်စာလင်းထက်ကပြောပါတယ်ရှေ့ကြီးမမင်းကြီးလက်ထက်ခေတ်ကပကံခင်းအောင်မိုင်းနေတဲ့ဒီဟာဒီမြန်မာရဲ့ဘုံစရာအလေးချပောက်ပင်ကနေဖြစ်လာတဲ့တနခါဆိုတာအပေါ်တော့အမွေအနှစ်စုစုတာကိုမှတ်တမ်းဝင်သွားမယ်ဆိုပြီးပြောတာပေါ့ဟုတ်ခုံယူရမှာပေါ့